မင်္ဂလာပါကျွန်တော် channel ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာ Huggy AR Ring လို့ခေါ်တဲ့ငွေလေးဖန်တီးတဲ့ပုံကိုတစ်ဆင့်ချင်းစီ step by step ပြောပြပေးတာပါအဲဒီတော့ကျွန်တော်တို့ဒီငွေလေးကိုစပြီးတော့ဆွဲလိုက်ရအောင်နော်ပထမဆုံးဒီကဆက်ဝိုင်းတစ်ခုကိုယူလိုက်ဆက်ဝိုင်းရဲ့စမက်က0 diameter 73 enter ဆက်ဝိုင်းရရင်ဒီဆက်ဝိုင်းပေါ်မှာ profile လေးတစ်ခုဖန်တီးလိုက်မယ်အဲ့ဒါက tools လေးကိုတွားပြီးတော့ profile blazer ဆိုတဲ့ command ကိုယူပြီးရင်ဒီညာဘက်ချမ်းမှာဒီဆက်ဝိုင်းပုံလေးကိုတစ်ချက်နှိပ်လိုက်အဲ့ဒီကကိုထားခြင်းတဲ့ profile ပုံထားလို့ရတယ်ပေါ့နော်အခုဒီမှာကြတော့ကျွန်တော်ကဒီ number 16ဆိုတဲ့ profile လေးကိုသုံးထားပါတယ်ပြီးရင် select တစ်ချက်နှိပ်လိုက်မှာ profile ကိုဒီအပြင်ဘက်ချမ်းနဲ့ဒီအခုံးလေးကိုတက်တက်ဖြစ်သွားအောင်ဒီကကင်ပြီးလှည့်ပေးလိုက်တဲ့အချိန်မှာ shift ကိုနှိပ်တာအဲဆိုရင်သူ့ဝင်ရိုးအတိုင်းတန်းတန်းရောက်သွားပြီးရင် front view ကိုတစ်ချက်ပြန်သွားပြီးတော့ဒီက profile position ဆိုတဲ့ point လေးကိုကင်ပြီးတော့ဒီလိုလေးရွှေ့လိုက်ဒီက profile position ဆိုတဲ့နေရာမှာ 0.25 ဆိုပြီးတော့ရိုက်ပြီး enter နှိပ်ပေးလိုက်အဲဆိုဒီအပေါ်တက်တဲ့ကိုရောက်သွားတယ်နော် profile ရဲ့ width ကို5ထားမယ် profile height ကတော့2 mm ပြီးရင်ဒီဘက်ချမ်းမှာတစ်ခုထားမယ်နော်အဲ့ဒါကဘယ်နားလောက်ထားမလဲဆိုဒီ0 မှတ်ကနေ45 degree တက်တဲ့လောက်မှာတစ်ခုထားမယ်ဒီနားလောက်သူ့ကိုလည်းအခုံးကိုအပြင်ဘက်ကိုလှည့်ပေးလိုက်ဒီ profile ရပြီဆိုရင်ကျွန်တော်တို့ဒီအောက်က activate auto switch ဆိုတဲ့ဟာတစ်ချက်ဖွင့်ကြည့်မယ်နော်ဖွင့်ကြည့်လိုက်တော့သူကဒီလိုအပြည့်စဝိုင်းတစ်ခုလုံးကိုအပြည့်ပတ်သွားတယ်ကျွန်တော်တို့ကဒီအတူပိုင်းလေးကိုမပါဘဲနဲ့ဒီအပြင်ဘက်ဒီအပြင်ဘက်တစ်ပတ်ပေါ့နော်အဲ့လောက်လည်းပဲထားမှာဆိုတော့ဒီ auto switch ကိုမသုံးဘူးပြန်ပိတ်လိုက်မယ်ပြီးရင်ဒီ profile ကိုပဲယူမယ်ဆိုတော့ enter တစ်ချက်နေဒီ profile လေးရလာပြီအဲ့ကြရင် surface ထဲကိုသွား sweep 1ဆိုတဲ့ command ကိုယူလိုက်ပြီးရင်ဒီ set wine ကိုရင် select ပေးပြီးရင်ဒီ profile နှစ်ခုကို select ပေး enter အဲဆိုရင်ကျွန်တော်တို့လိုချင်တဲ့အပိုင်းကိုပဲဒီ surface ကရပါတယ်ပြီးရင်ဒီ surface ကိုတစ်ခါလေး solid တွေက cap planner ဆိုတဲ့ command နဲ့ပိတ်ပေးလိုက်အဲဆိုရင်ဒီ solid ကအပိတ်ဖြစ်သွားပြီပြီးရင်ဒီ profile ကို select ပေးသူ့ကို control C နဲ့ copy ယူလိုက်ပြီးရင် paste control V အဲ့မှာဒီ profile က copy ယူလိုက်တဲ့ဟာဒီအပေါ်ကဖြစ်နော်သူ့ကို edit နေလိုက်ပြီးရင်အဲ့ဒီ profile ကိုအောက်ဘက်ချမ်းကို180 degree အပြည့်လဲလိုက်ပြီးဒီနှခမ်းသားထိနေတဲ့နေရာကိုနည်းနည်းထပ်သွားအောင်အပေါ်ကိုနည်းနည်းရွှေ့ပေးလိုက် 0.5 တော့ -0.5 enter ပြီးရင် enter တစ်ချက်လိုက်လိုက်ပြီးတော့ဒီကတ်ကို select ပေးပြီးတော့ surface ထဲမှာ extrude ဆိုတဲ့ command လေးရှိတယ်အဲ့ extrude မှာဒီမှာ solid မှာ no ဖြစ်နေတာကို yes ပြောင်းပေးလိုက်အထူက 0.8 ဒီလိုလေးပေါ့နော်ဒီနားမှာပတ်တာထဲမဲ့နေရာတစ်ခုဖန်တီးရမယ်နော်အဲ့တော့ဒီအဲ့ဒီနေရာကိုလုပ်ဖို့အတွက် front view ကိုသွားမယ် solid ထဲက cylinder ဆိုတဲ့ command ကိုယူပြီးရင်ဒီနှစ်ခုရဲ့အလယ်နားလောက်ကိုမှန်ပြီးတော့ click တစ်ချက်နှိပ်လိုက်မ diameter ကဘယ်လောက်ထားမလဲဆို5 mm လောက်ထားမယ်အဲ့တော့ဒီမှာ radius ဆိုရင် 2.5 enter ပြီးရင်ဒီ cylinder ကို cylinder နဲ့ဒီကွင်းနဲ့ထပ်နေတဲ့နေရာအတွင်းသားလေးကိုပဲခြံထားခဲ့မယ်ဆိုတော့ command bar ထဲမှာ boolean split ဆိုပြီးရိုက်ထည့်လိုက်ပြီးရင် enter တစ်ချက်နှိပ်ပြီးရင်ဒီ cylinder ကို select ပေး enter
နောက်ထပ်ဒီငကွင်းကို select ပြီး enter အဲ့ဆိုရင်ဒီ cylinder ရဲ့အတွင်းဟိုဟာကထိနေတဲ့နေရာကဖောက်သွားတယ်နော်အဲ့တော့ဒီအပြင်ဘက်သားမလိုတဲ့ဘိုင်းကို delete လိုက်ပြီးရင်ကျွန်တော်တို့ကဒီငကွင်းကလည်းဒီလိုအပိတ်အကျစ်တုံးကြီးဖြစ်နေတော့သူ့ကိုဒီအတွင်းဘက်ကိုနည်းနည်းလေးအတွင်းကိုလှိုက်စားပေးလိုက်ဒီအတွင်းဘက်ကိုလိုက်စားဖို့အတွက် solid ရဲ့ share ဆိုတဲ့ command ကိုယူလိုက်မယ်ပြီးရင်ဒီအတွင်းဘက်မျက်နှာပြင်နှစ်ခုကို select ပေးလိုက်ဒီမှာ thickness က1ဖြစ်နေတယ် thickness ကို 0.8 လောက်ထားဒီနေသားလေးရပြီဆိုရင် solid တွေက boolean union ဆိုတဲ့ command ကိုယူလိုက်ပြီးရင်ဒီ surface ကို select ပြီး enter တစ်ချက်နှိပ်ပြီးရင် channel နှစ်ခုကို select ပြီးရင် enter နှိပ်လိုက်ဒီဟာလေးတွေကို layer ခွဲလိုက်အဲဆိုရင်ဒီအကုန်လုံးပေါင်းသွားတဲ့စာပေတစ်ခုရတယ်နော်ဒီအဆင့်ရောက်ပြီဆိုရင်ဒီနေရာမှာဒီပတ်တာအတွက်ကိုအရှိချမ်းနဲ့အနောက်ချမ်းကိုဖြတ်ထုတ်အဲ့ဒီကလုပ်ဖို့အတွက်ဆိုရင်ဒီ cutter လေးကိုသွား cutter တွေက hint ဆိုတဲ့ command ကိုယူလိုက်ပြီးရင်ဒီ surface ကို select ပေးပြီးတော့ဒီစဝိုင်းကသူအဲ့ပတ်တာရှိတဲ့နေရာကိုရောက်အောင်ဒီများနဲ့ရွှေ့ပေးလိုက်ဒီလိုနော် perspective view ကိုဝင်ကြည့်ရင်ဒီလိုလေးဖြစ်နေသူရဲ့ဒီအတိုင်းအတာတွေကိုဒီမှာပြောင်းလို့လည်းရတယ်ဒီကပြောင်းလိုက်လည်းရတယ်ဟို external radius 2 mm ဆိုရင်သူ့ကို 1.5 လောက်ထားမယ်ပြီးရင်ဒီအတုံးတွေကထူနေတယ်ပေါ့နော်အဲ့တော့ဒီက number of may ဆိုတဲ့ဟာကိုရေအတွက်ထပ်တိုးလိုက်နှစ်ခုထားလိုက်ဒီလိုဟားနေတဲ့ပုံစံမျိုးမထားခြင်း angle ဆိုတဲ့နေရာမှာ0ရိုက်ပြီး enter တစ်ချက်နေလိုက်အဲ့ဒါဆိုရင်ဒီတိုင်းသူ့ original ပုံစံအတိုင်းရှိနေပေါ့နော်ဒါဖြတ်ထုတ်ပြီးတော့ပြီမဲ့အကုန်လုံးပေါင်းနေတာကဒီမှာ group ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီ quick command လေးမှာ ungroup ဆိုတဲ့ဟာရှိတယ်အဲ့ ungroup တစ်ချက်နှိပ်ပေးလိုက်သူ့ပိုင်းနဲ့သူတစ်ပိုင်းစီဖြစ်သွားဒီပိုက်လုံးကတော့မသုံးဘူး delete ပြီးဒီအပေါ်ချမ်းမှာကျွန်တော်တို့ပိုက်လုံးအကွေးလေးတစ်ခုထည့်ပေး front view ကိုပြန်သွားမယ်ဒီအမြင့်က 2 mm ရှိတယ်ဆိုတော့ဒီစက်ဝိုင်းကနေ 1 mm ပေါ့နော်အဲ့တော့ဒီစက်ဝိုင်းကို select ပေးပြီးတော့ cut ထဲက offset cut နဲ့ 1 mm offset လုပ်လိုက်ဒီ cut လေးရဒီ cut ကလည်းဒီလိုအပြည့်ကြီးမလိုဘူးဆိုတော့ဒီက train cut ဆိုတဲ့ command ကိုယူလိုက် train start က 0.25 ဆိုအဲ့ဒီ point လေးကိုင်ပြီးလိုချင်တဲ့နေရာရောက်အောင်ရွှေ့လိုက်ပြီး train end ဆိုတဲ့ဟာကိုကြာတော့ဒီဘက်ထိန်းသားလေးကိုရွှေ့လိုက်ကိုလိုချင်တဲ့အနေထားရောက်ရင် enter တစ်ချက်နှိပ်လိုက်ဒီစဝိုင်းကမသုံးဘူးဒီမှာ hide ထားလိုက်မယ်ဒီ train ထားတဲ့ cut အတူကို solid တွေကပိုက်နဲ့ပိုက်လုံးလေးလုပ်ပေးလိုက် 0.5 ဆိုရင်ဒီပိုက်လုံးလေးရအဲ့တော့ဒီနောက်ချမ်းကိုဖွင့်ပိတ်လုပ်တဲ့အချိန်မှာဒီနားမှာဖမ်းဖို့အတွက် log in လေးတစ်ခုဖန်တီးပေးလိုက်မယ်နော် front view ကိုပြန်တော့ solid တွေက box ကိုယူသူကဘယ်လောက်ထားမလဲဆိုရင် 0.4 ပတ်လေးလောက်ထားလိုက် top view ကတစ်ချက်ကြည့်လိုက်သူကဒီဘက်ချမ်းရောက်နေအလေကိုပို့ပေးလိုက်သူဒီမျက်နှာပြင်နဲ့လိုက်ရောညီထွေဖြစ်အောင်လှည့်လိုက်မယ်ပြီးရင်ဒီပိုက်လုံးကိုဒီ၄ထောက်အတုံးလေးနဲ့ဖောက်ထုတ်လိုက်ပိုက်လုံးကို select ပြီး shortcut key က control B ကိုနှိပ်လိုက်ပြီးရင်ဒီကူးပါတုံးကို select ပြီး enter ဒီလိုလေးဖြစ်သွားနော်ပြီးတော့တခါဒီနှောက်ချမ်းကိုဒီပိုက်လုံးနဲ့ဒီပိုက်လုံးဝင်မဲ့အနေအထားကိုစားထုတ်မယ်ဆိုတော့ command တွေမှာ boolean split ကိုနှိပ်လိုက် enter တစ်ချက်နှိပ်ပြီးဒီ surface ကို select ပြီး enter ပြီးဒီပိုက်လုံးကို select ပြီး enter တစ်ခါနှိပ်လိုက်ဒီသားလေးနော်ဒီဟာလေးကို
ဒီဟာလေးကိုဖောက်ထုတ်လိုက်တာဒီပိုင်းလေးကိုမလို့ delete လိုက်ဒီပေါက်ကလည်းဒီအောက်ထီကိုအဆုံးထိတက်တက်ဖောက်ပြန်ပြီးဖောက်ထုတ်ပေးလိုက်မယ်နော်တိုင်ဝင်လို့အဆင်ပြေအောင်အဲ့ဒီဟာကိုဖောက်ဖို့အတွက်ဆိုရင်ဒီကတ်ကို select ပေး Tuesday က profile blazer ထပ်ယူလိုက်မယ်ဒီပုံကိုပဲရွေးပေးလိုက်မယ် select ပြီးအခုံးကိုအောက်ဘက်ကိုလှည့်ပေးလိုက်ဒီပေါက်ရဲ့ diameter 1 mm ဆိုတော့ဒီ profile ကိုလည်း1 mm ထားလိုက်ပြီးရင် auto C ကိုတစ်ချက်ဖွင့်လိုက်အဆင်ပြေရင် enter နှိပ်လိုက်မယ်ဒီမှာ open ဖြစ်နေတော့သူ့ကို cut planner နဲ့ပိတ်ပေးလိုက်ပြီးရင်ဒီအချမ်းကို select ပေး control B ကိုနှိပ်ပြီးရင်ဒီကောင် select ပေး enter ဒီလိုအပေါက်ဖြစ်သွားခုဆိုရင်ဒီဝင်းလေးဖန်တီးလို့ပြီးသွားပြီပေါ့နော်နောက်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော် channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်တော့ပေးပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်